အားလုံးပဲမင်္ဂလာပါပေါ့နော်ဒီနေ့က white တင်မဲ့ vlog လေးကတော့ white จิตတာရက်ခဲ့တဲ့ vlog လေးပါ white ဘယ်သူတွေနဲ့จิตတာရက်ခဲ့လဲဆိုရင်တော့ကလေးတွေနဲ့မှာ white နောက်မှာဆော်လာတင်နေတဲ့ကလေးတွေပါဘာလို့ကလေးတွေနဲ့ရိုက်လဲဆိုရင် white တို့ဖိမှာဘယ်လိုပြောမလဲจิตတာရက်မဲ့သူတွေကရှားတယ်သူတို့တွေကအဲ့လိုဘောလကန်တဲ့သူကကဲတာအဲ့ဒီကလေးတွေကจิตတာရက်ရတာကြိုက်ကြတယ်တဲ့အဲ့တော့တမီးတွေလည်းဖော်ရတာပေါ့နော်သူတို့လေးတွေကจิตတာရိုက်တာအရင်ကြွားကြတာသူတို့ရိုက်လိုက်ရင်ဝိုင်းမှာကားရပြန်ရောဝိုင်းရလိုက်ရင်လည်းသူတို့မှာကားရပြန်ရောအဲ့ဒီလိုနဲ့ပဲจิตတာရိုက်ရင်ပြီးဆုတ်တော့ပါတော့တယ်တကယ်ပါနော်အဲ့လိုဒါပေမဲ့လည်းဝိုင်းတော့ပြောပါတယ်ဘာလို့ဆိုဝိုင်းမှာจิตတာရိုက်မဲ့အဖော်လေးတွေရှိနေလို့နော်ပြောပါတယ်ဝိုင်းမှာจิตတာရိုက်မဲ့အဖော်မရှိပေမဲ့သူတို့လေးတွေရှိနေလို့ပဲဝိုင်းအတွက်အဖော်ရနေတယ်လေနော်သူတို့လေးတွေပဲကြီးလို့အရင်တင်ပြီးတယ်သူရိုက်ကိုရိုက်သူကအဲ့လိုနဲ့ပြီးဆုံးတော့ပါတော့တယ်အားလုံးစုပ်တိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်